ချစ်သူနှစ်ဦး၏နန်းနေုံမှာရုတ်တရက်ပဆက်ထဲတွင်ဆူရှသောနာကျင်မှုကိုခံစားလိုက်ရတယ်။သူမတုံ့ပြန်နိုင်ခင်ထိတ်လန့်ဖွယ်ရှိသောမြင်ကွင်းကိုမြင်လိုက်ရပြီးသူ၏ရေးစားအိမ်မှလျင်မြန်စွာထွက်ပြေးသွားပါတယ်။ဒါကိုမြင်တဲ့လီနာကချက်ချင်းပဲမှန်ကြီးတဲ့နေရာစီပြေးသွားတယ်။သူမအင်အားသင့်စရာတွေ့လိုက်ရတာကသူမိရှာသည်ရေပွဲတစ်ကောင်၏လက်တံများဖြင့်ပြောင်းလဲသွားတာကိုပါလီနာသည်အလွန်ထိတ်လန့်သွားပြီးလျင်မြန်စွာသူ့ပဆက်ကိုအုပ်ထားလိုက်တဲ့သို့သောသူ့လက်ကိုဖယ်လိုက်သည့်အခါသူ၏နှုတ်ခမ်းများနှင့်လက်များသည်အရေနဲ့ရောင်များဖြင့်စီးကျနေသည်ကိုတွေ့ရှိလိုက်ရပါတယ်။သူ့ခန္ဓာကိုယ်မှာပြဿနာတစ်ခုခုရှိနေတယ်ဆိုတာသဘောပေါက်သွားတယ်။လီနာသည်အကူအညီတောင်းရန်သူငယ်ချင်းဂျက်ကီအိမ်သို့လျင်မြန်စွာသွားခဲ့တဲ့ဂျက်ကသူမရဲ့အပေါက်ပါတဲ့ရှာကိုကြည့်ပြီးချက်ချင်းနီးလန်းရသွားခဲ့တဲ့ယောဂရှာဖွေရေးစက်ကူကိုထုတ်ယူပြီးအိယာပေါ်တွင်ခင်းလိုက်တဲ့ထို့နောက်လီနာကိုအဲ့ဒီအပေါ်ကိုလှည့်ခိုင်းလိုက်ပါတယ်။အလင်းရောင်တစ်ချက်လင်းသွားပြီးနောက်စစ်ဆေးမှုရလဒ်များထွက်ပေါ်လာတဲ့ပုံရိပ်ထဲတွင်လီနာ၏ဦးထဲ၌ရေပွဲနှင့်တူသောတတ္တဝါတစ်ကောင်ခိုအောင်နေသည်ကိုတွေ့ရှိရတယ်။ဂျက်သည်ရေပွဲကိုဖယ်ရှားရန်မော်ဒုတ်တစ်ချောင်းကိုထုတ်ကာခွဲစိတ်မှုပြုလုပ်ရန်စူးစမ်းခဲ့တဲ့သို့သောရေပွဲသည်အနေအကိုသိရှိပြီးနောက်အခြားအင်္ဂါအစိတ်ပိုင်းများစီသို့အလျင်မြန်ရွေ့လျားသွားခဲ့ပါတယ်။ခွဲစိတ်မှုကိုဆက်လုပ်ပါကလီနာ၏အသက်ဆုံးရှုံးမဲ့အနေရရှိသောကြောင့်ဂျက်သည်ခွဲစိတ်မှုကိုရပ်တန့်လိုက်ရပါတယ်။လီနာရေစာလာပြီးရေတောက်မဲ့အချိန်တွင်ဂျက်သည်အခြားနည်းလမ်းတစ်ခုကိုစဉ်းစားမိခဲ့တဲ့ရေပွဲသည်ရေနေတတ္တဝါဖြစ်သောကြောင့်ရေမရှိရာကတေဆုံးသွားမည်ဖြစ်တဲ့ထို့ကြောင့်ဂျက်သည်ရေတက်စင်ကိုထိန်းချုပ်နိုင်သောမော်ဆရာတအုပ်ကိုချက်ချင်းဖိတ်ကြားတယ်။သူမသည်ပထမဆုံးလီနာ၏အသက်အန္တရာယ်ကိုမထိခိုက်အောင်မော်တက်ကိုအသုံးပြုလိုက်ပါတယ်။ထို့နောက်လီနာ၏ခန္ဓာကိုယ်မှရေတက်စင်ကိုထုတ်ယူပြီးရေအိုးတစ်လုံးတွင်းထည့်လိုက်တယ်။ခန္ဓာကိုယ်တွင်းရှိရေပါဝင်မှုလျော့နေလာသည်နှင့်အမျှလီနာသည်တုံ့ပြန်မှုစတင်လာပါတယ်။ဂျက်သည်ကြီးမားသောစလုံးတစ်လုံးကိုယူဆောင်လာတဲ့လီနာသည်နောက်ဆုံးတွင်ထိုထိတ်လန့်ဖွယ်ရေပွဲကိုအန်ထုတ်လိုက်တဲ့ထို့နောက်သူမ၏ရှာပေါ်ရှိအပေါက်များလည်းပျောက်ကွယ်သွားခဲ့ပါတယ်။